္ဂလာပါဒီနေ့စကားဝိုင်းမှာတော့လေညိုသားလေအတွက်ခီဂီလစ်ချင်ခန့်အကြောင်းကိုနည်းနည်းတိတိကျကျဆွေးနွေးကြည့်ကြရအောင် ဟုတ်ကဲ့ကောင်းပါတယ် ကျမတို့ကမလျှော့ခံဝေးရလမ်းယွန်ချက်တီကိုအခြေခံပြီးတော့ပေါ့နော်ဒီလက်ချက်ခန့်တွေကဘလို့အကျိုးရှိလဲပြီးတော့အရေးကြီးဆုံးကမှန်မှန်ကန်ကန်ဘလို့လုပ်ရမလဲဆိုတာပြောပြသွားမှာပါ ဟုတ်ပါတယ် ဘာလို့လဲဆိုတော့မားတဲ့လက်ချင်ခန့်ညီနဲ့အချင်းဖြုံးနေမိရင်မကောင်းဘူးလေနော် တကယ်ကိုရေးကြည့်ပါတယ်တင်ပါလိုမျိုးပေါ့မဆိုင်တဲ့ကြွသားတွေကိုတွားညှစ်နေရင်အချင်းကုန်တာပဲရှိမယ် ဟုတ် တကယ်ရည်ရွယ်တဲ့အကျိုးကျေးဇူးတွေဥမာစီးထိန်နိုင်စွမ်းတိုးတက်တာမျိုးတို့ပန်းတဲ့ပန်းညိုခိဆိုင်မှာအထောက်အကူဖြစ်တာမျိုးတို့ကြတော့ရလာမှာမဟုတ်ဘူးပေါ့ ဆိုတော့ခီကိုဆိုတာတကယ်တော့တင်ပါဆောင်ချန်ပီယံကျွတ်သားတွေကိုပဲတိတက်လောရတဲ့လက်ချင်ခန့်ပေါ့ ဟုတ်ပါတယ်အဲ့ဒီကြွသားတွေကိုပဲ target ထားတာပါ အဲ့ဒီတင်ပါဆောင်ချန်ပီယံကျွတ်သားတွေဆိုတာခုနကနေပိုးရှင်းပြပါလားဘနားမှာရှိရလဲဘာလို့ဒီလောက်အရေးကြီးရတာလဲ သူတို့ကလည်းချီနှစ်ဖက်ကြမှာရှိတယ်ပုံစံကစိမ့်ပွင့်ပုံလေးလို့ပေါ့လိန်တန်အရင်ပိုင်းတဲ့စာအိုဝတ်ကိုသူကပတ်ထားတယ် အော်ဟုတ်ကဲ့ အဓိကအလုပ်ကတော့စီးတော့1တော့ထင်ချုပ်ဖို့ပေါ့ပြီးတော့လိန်ပိုင်းဆိုင်ရာလှုပ်ဆောင်မှုတွေမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကပါတယ် အင်း ဆိုတော့အဲ့ဒီကြွသားတွေတမန်နေဖို့လိုအပ်ပါတယ်ဒီလုံငန်းဆောင်တာတွေကောင်းကောင်းလုပ်နိုင်ဖို့တာပေါ့ ဟာဒါဆိုတော်တော်အရေးပါတာပဲအဲ့ဆိုအဲ့ဒီကျွတ်သားတွေကိုတမန်အောင်လုပ်တဲ့လက်ချင်ခန့်ကိုဘယ်လိုစလို့ရမလဲထိုင်နေရင်လုပ်လို့ရတဲ့နည်းလေးပြောပြပေးပါဦး ရပါတယ်ဟုတ်ကဲ့ထိုင်းတဲ့ကတက်တောင်တက်တာထိုင်မှာခါကတော့မထားနောက်မိကတော့မမိထားပါနဲ့ ဟုတ်ကဲ့ အဓိကအသုံးကိုပေါင်းလို့အောင်ပါစိတ်ကူးထဲမှာလေနံပါတ်1ကလိန်တန်းကိုခန္ဓာကိုယ်လေးနည်းနည်းဆွဲသွင်းလိုက်သလိုမျိုး အင်းနည်းနည်းလေး ဟုတ်နည်းနည်းလေးပြီးရင်နံပါတ်2ကစီးသွားနေတာကိုရက်လိုက်ရှော့လိုက်လုပ်သလိုမျိုးကြွသားကိုညစ်ပါ ဟုတ်ပြီ နံပါတ်3ကကြတော့လီချင်းတာကိုအန်ထားသလိုမျိုးစောက်အိုကိုကြက်လိုက်ပါတင်မာကိုတော့ရှော့ထားမယ်နော် ဟုတ် အဲ့ဒီ3ခုကိုတပြိုင်နက်တည်းညင်ညင်သားသားလေးလိုရမှာအရေးကြီးတာကတင်ပါတို့ပေါင်တို့ဘိုက်ကျွတ်သားတို့လုံးဝမသုံးမိဖို့ပဲ အသက်ရှူတာကတော့ အသက်ရှူတာပုံမှန်တိုင်းပဲဟုတ်ညစ်ထားခဏထိန်ပြီးရင်ဖြည်းဖြည်းချင်းရှော့ချလိုက် ဒါဆိုရင်အားရန်စိုက်ပြီးညစ်တာမျိုးမဟုတ်ဖ ೇတော်တော်လေးတိမ်မွဲတဲ့လှုပ်ရှားမှုပုံစံပဲ ဟုတ်ပါတယ် လက်မောင်းကျွတ်သားညစ်တယ်လို့မျိုးအပြင်ကနေတိတိတတာကြီးခံစားရမှာမဟုတ်ဘူးပေါ့ လုံးဝမှန်ပါတယ်အဲ့ဒါအရန်တိမ်ငွေတဲ့အတွင်းပိုင်းကျွတ်သားလှူရှာမှုပါအပြင်ပိုင်းကျွတ်သားတွေလို့အားနဲ့ညစ်တာမျိုးမဟုတ်ဘူး ကိုလို့တာမှန်မမှန်ဘယ်လိုစစ်လို့ရမလဲ စစ်ကြည့်လို့ရတဲ့နီးနှစ်ခုလောက်ရှိတယ်လေ့ကျင့်ခန်းလုပ်နေတော့မှလည်းလိန်တန်နဲ့အတွင်းဝင်သွားပြီးတော့ကပအိတ်ကအပေါ်နဲ့တက်လာတာကိုမှန်နဲ့မှကြည့်ရင်မြင်နိုင်တယ် အော်ဟုတ်ကဲ့ နောက်တစ်နည်းကစီးတွားနေတော့ခဏရက်ကြည့်တာဒါမှမဟုတ်ရှော့ကြည့်တာဒါပေမဲ့အဲ့ဒါကစမ်းသပ်ဖို့တက်တက်ပဲနော် စမ်းကြည့်အောင်ပဲ ဟုတ်တယ်တပတ်တစ်ခါလောက်ထက်ပုံမလုပ်သင့်ဘူးလေ့ကျင့်ခန်းနေနေတော့တာဝလို့ရမှာမဟုတ်ဘူး ရှင်းပါပြီအဲ့ဒီလိုတိမ်မွေးတဲ့လှုပ်ရှားမှုကိုဘယ်နှခါလောက်ဘယ်လောက်ကြာလုပ်ရမလဲပြီးတော့အရေးကြီးဆုံးမေးခွန်းပေါ့ဘယ်အချိန်လောက်မှအကျိုးကျေးဇူးတွေကိုစပြီးတွေ့ရမလဲ စားလို့တဲ့ပထမတစ်ပတ်နှစ်ပတ်လောက်မှာတော့လीအချင်းအရိယအတွက်ထက်နီးစနစ်မှန်ဖို့အဓိကထားပါ ဟုတ် ညင်ညင်သားသားနဲ့ကြွတ်သားကိုမှန်အောင်ညက်တက်ဖို့အရေးကြီးဆုံးပဲကျွမ်းကျင်လာပြီဆိုရင်တော့အဲ့ဒီအခါကျမှကြွတ်သားတွေကိုအားနဲ့ညှစ်နိုင်ဖို့လိုလာပြီ အားနဲ့ညစ်နိုင်ဖို့ ဟုတ်ကဲ့စလုပ်တဲ့အခါကိုစလုံနိုင်တဲ့လောက်နဲ့စပေါ့ဥပမာ30စက္ကန့်လောက်ညှစ်ထားနိုင်တာကိုနှစ်ချိန်ဆက်တိုက်လုံနိုင်နေဆိုပါတော့အဲ့နဲ့စလိုက်ပါ ဟုတ်ကဲ့ တစ်နေ့ကို3ချိန်လောက်တစ်ပတ်မှာရက်အများစုလုပ်ကြည့်ပါနော်ရေရှည်ရင်မှန်းချက်ကတော့တစ်ခါညက်ရင်10စက္ကန့်လောက်အားဖြင့်နေထိန်းထားနိုင်ပြီးတော့အဲ့ဒါကို10ချိန်ကနေ12ချိန်လောက်ဆက်တိုက်လုပ်နိုင်တဲ့အထိတိုးသွားဖို့ပါ အော်10စက္ကန့်10ချိန်ကနေ12ချိန်တစ်နေ့3ချိန် ဟုတ်ပါတယ်အဲ့ဒါကတော့အန်တီမာပန်းတိုင်ပေါ့ အကျိုးကျေးဇူးရလက်ကတော့ဆရာဘယ်လောက်ဆောင်ရမလဲခုနကပြောတဲ့စီးထိန်နိုင်မှုလို့ပန်းတပန်ညိုကိစ္စဒီမှာအထောက်အကူဖြစ်ဖို့တော့ကချက်ချင်းတော့မဟုတ်တော့ဘူးထင်တယ် မှန်ပါတယ်အဲ့ဒါကတော့လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူးပေါ့နော်ကချို့ကတစ်လအတွင်းမှာကိုပဲအော်ငါတိုးတက်လာတယ်လို့ပဲဆိုပြီးတတိထားမိနိုင်တယ် ဟုတ်ကဲ့ ဒါပေမဲ့တကယ်လို့ကြွသားတွေကအစပိုင်းမှာအားနေနေခဲ့တယ်ဆိုရင်တော့လေတိတိတတာအားပြေလာဖို့9လကနေ6လလောက်အထိကြာနိုင်ပါတယ် အော်တော်တော်ကြာပဲထင်တယ်နော် ဟုတ်စိတ်ရှည်ဖို့နဲ့အမှန်မှန်လှုပ်ဖို့တော့လိုတာပေါ့ဒါပေမဲ့မန်ကန်တဲ့နီးနဲ့မန်မှန်လှုပ်သွားရင်တော့အကျိုးကျေးဇူးကတော့တိကျပေါက်ရနိုင်ပါတယ် ကောင်းပါပြီဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ရရင်မှန်ကန်တဲ့ခဲလေးချင်းခန့်ဆိုတာတင်မဆောင်ရံပင်ကြွတာတွေကိုတီးတန့်ညစ်ရတာဖြစ်ပြီးလုံနေအစင်စင်ကိုလည်းတီးခဲ့ရပြီ ဟုတ်ကဲ့ ဆက်ဆက်ချင်းမှာနီးစနစ်မှန်ဖို့အဓိကထားပြီးတော့နောက်ပိုင်းမှာအကျဉ်းရင်နဲ့ကြာကျင်ကိုဖြည်းဖြည်းဖြည်းတိုးသွားရမယ်ရလည်းအတွက်တော့စိတ်ရှည်ဖို့လိုတာပေါ့နော် ဟုတ်ပါတယ်အဆုံးသတ်အနေနဲ့
စဉ်းစားစရာလေးတစ်ခုထပ်ပြောချင်တာကလေဒီလေ့ကျင့်ခန်းကရုပ်ရှင်တယ်လို့ထင်ရပါမယ်ခန္ဓာကိုယ်ရဲ့ဒီလိုတိမ်မွေးတဲ့ကြွက်သားတွေကိုထိန်းချုပ်တတ်သွားခြင်းကဇီးထိန်နိုင်မှုလိမ်ပိုင်းဆိုင်ရာဂျာမာကြီးစတဲ့တိုက်ရိုက်အကျိုးကျေးဇူးတွေအဖြစ်ပေါ့လေ ကိုခန္ဓာကိုယ်ကိုပို့ပြီးတော့နားလည်လာတယ်တတိပြုမိလာစေနိုင်တယ်အဲ့ဒီလိုတတိပြုမိခြင်းကကိုယ့်ရဲ့ရေဘူးရဲ့ကြက်မာရေးနဲ့ဘဝနေထိုင်မှုပုံစံကိုဘလို့များအကောင့်ဘက်ကနေအထောက်အကူပြုနိုင်မလဲဆိုတာကိုစက်ပြီးစဉ်းစားကြည့်စေချင်ပါတယ် တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ချက်ပါပဲကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ရပါတယ်